ဆက်လိုက်ရအောင်ဒီနေ့ခေတ်ဖန်သားပြင်တွေကကျွန်တော်တို့မျက်လုံးတွေကိုဘာလို့ဒီလောက်တောင်ပင်ပန်းစေတာလဲဆိုတာရှင်းပြပေးတော့ပါမယ် အခုနောက်ပိုင်းမျက်လုံးတွေဝေဝါပြီး6သွေးလာတာလူတိုင်းလူလိုပါမယ်ဒါကိုဇီဝဗေဒရဲ့ဘာကဖြစ်စေတာလဲစက်ကြည့်ကြမယ် တတိထားမိကြလားလူရောဟာပုံမှန်ဆို10မိနစ်ကို15ချိန်ကနေအကျင့်20အထိမျက်တောင်ခတ်လေးရှိပါတယ် ဒါပေမဲ့ screen တွေကိုကြည့်တဲ့အခါမျက်တောင်ခတ်နှုံးက50ရာခိုင်နှုန်းတန်းကျသွားလို့မျက်လုံးကိုတော်တော်လေးချော့ထွေစေတာပါ ဒါတွေမကသေးပါဘူးကျွန်တော်တို့တတိမထမိတဲ့နေ့စဉ်အကျင့်တိချုပ်ကလည်းဒီမျက်စိညောင်းညားမှုကိုတိတ်တဆိတ်ပို့ဆိုးစေပါသေးတယ် မျက်လုံးပွတ်တာဆေးလိပ်တောက်တာနီဂါမက်နိုင်မတက်တာနဲ့လိုအပ်တဲ့ပါဝါမဲ့မတက်တာတွေကရေရှည်မှမျက်လုံးကိုအများကြီးထိခိုက်စေပါတယ် အခုလေစိမ့်တက်ရောက်ခိုင်းပြီးထိုင်တာကလည်းမျက်လုံးထဲကဆိုးဆိုးမှုကိုအမြဲဆုံးခန့်ချောက်စေတဲ့တရားခံတစ်ခုပါပဲ ကဲဒါကိုကာကွယ်ဖို့အတွက်အလေးအကျင့်လေ့ကျင့်ခန်းနဲ့အစားအသောက်ဆိုတဲ့ precision 3ခုကိုလေ့လာကြည့်အောင် ပထမဆုံးအနေနဲ့အရန်ထိရောက်တဲ့2020စီးမြင့်ဆိုတဲ့အခြေခံလေ့ကျင့်လေးကနေစလိုက်ကြရအောင် screen ကိုမိနစ်20ကြည့်ပြီးတိုင်းပေ20အကွာကိုစက္ကန့်20ကြာလှမ်းကြည့်ပေးပါမျက်လုံးချက်သားတွေကိုတကယ်အနားရစေပါတယ် ကွန်ပျူတာကိုမျက်လုံးနဲ့25လက်မှအကွာမှာထားပြီးမျက်လုံးထက်15ဒီဂရီလောက်အောက်ဘက်ကိုနည်းနည်းစောင်းထားသိမ်းပါတယ် ခနာကိုလိုပဲမျက်လုံးကျွတ်သွားတွေကြံကင်ဖို့တော့လဲနေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ် ပထမနည်းလာတော့လက်ဖွာနက်ဖတ်ကိုနှွေးလာအောင်ပုတ်ပြီးမျက်လုံးပေါ်မှာ9မိနစ်လောက်ဖို့လေးအုပ်ထားပေးရုံပါပဲအရင်လွယ်ပါတယ် နောက်တစ်ခုကခဲရန်ကိုလက်တဆအကွာကနေနှာခေါင်းစီဖြည်းဖြည်းချင်းရွှေ့လာတဲ့လေ့ကျင့်ခန်းပါဒါကိုခဏခဏလုပ်ပေးပါ ဆယ်လက်မအကွာကလက်မာနဲ့ပေ20အကွာကပစ္စည်းကိုတလဲစီအာယုံဆိုင်ကြည့်ပေးတာကလည်းအမြန်ယုံကိုပိုကောင်းစေပါတယ် အစားတောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ရဲ့အမြင်အာရုံကိုအကောင်းဆုံးကာကွယ်ပေးနိုင်တဲ့အစားအစာ9မျိုးရှိပါတယ် ဗာဒန်ဆေးလိုအစစ်အဆန်တွေကနေဗီတာမင် E နေ့စဉ်စားသုံးပေးမယ်ဆိုရင်အသက်အရွယ်ကြောင့်မျက်စိမှုန်တာကိုတေချာပေါက်ကာကွယ်ပေးနိုင်ပါတယ်ဒါပေမဲ့စီကြော်စားတွေစားနဲ့တကြားအလုံးအကျွမ်းစားသုံးတာတွေကတော့အမြင်အာရုံကိုအမြန်ဆုံးပျက်စီးစီလို့ရှောင်သင့်ပါတယ်အရေးကြီးလုံးကတော့ဒီလိုကျန်းမာရေးနဲ့ညီညွတ်တဲ့အလေးအကျင့်လေးအပြင်တစ်နှစ်ကိုတစ်ချိန်မျက်စိဆရာဝန်နဲ့တေချာပြသဖို့ပါပဲ မျက်စိကွယ်တာရဲ့85ရာခိုင်နှုန်းကိုကြိုတင်ကာကွယ်နိုင်ပါတယ်ဒါဆိုကိုအမြင်အာရုံအတွက်ဒီနေ့ပဲဘယ်အလေးအကျင့်ကိုဆက်ပြီးပြောင်းလဲကြမလဲ